Ufa Back ထိုင်းနိုင်ငံခြေဆိုင်ဓာတ်ရိုက်ကြီးဓာတ်ရိုက်ဆော့နိုင်တဲ့ auto website ကြီးဘောလုံးအပြင်အားကစားပေါင်းစုံကိုဆော့မလားဆလော့ဆော့မလားဓာတ်ရိုက်ကာစီနိုတွေကိုဆော့မလားဖခင်မြန်မာတို့အတွက်လည်းအနည်းဆုံး10ဘက်ကနေစပြီးတော့ရှယ်တီးလို့ရပြီနော်ပိတ်ခန်းလုံးဝမရှိစိတ်ကြိုက်သွင်းစိတ်ကြိုက်ထုတ်ကြာရကိုင်နှုံးယုံကြည်စိတ်ချရပြီးတော့ဘောလုံးပွဲစဉ်တွေကိုလည်းအခမဲ့ကြည့်ရှုနိုင်တယ် Ufa Back အားလုံးပဲမင်္ဂလာပါဗျ။ Soccer YouTube Channel ကနေကြိုဆိုလိုက်ပါရဗျ။ကျွန်တော်ဒီနေ့ညီကိုတို့စိတ်ကြိုက်တော့ကောင်းရွေးချယ်ပေးထားတယ်။ဒီပွဲစဉ်လေးကတော့ကျွန်တော်တို့ဒီနေ့ညပါเนาะညီမစံတော်ချိန်10နာရီခွဲမှာကန်မယ်။ကျွန်တော်တို့ဒီကပ်ဖလာချစ်စစ်ပွဲဖြစ်တဲ့ကျွန်တော်အန်ဒိုရာနဲ့အင်္ဂလန်တို့ရဲ့ပွဲစဉ်ပေါ့เนาะဒီပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးသွားပါမယ်ဗျ။ကျွန်တော်ပွဲမသုံးသပ်လိုက်ခင်ကျွန်တော်ဇာတ်လေးကျွန်တော်ပြောပြပေးပါမယ်เนาะအင်္ဂလန်နေနဲ့ကတော့ကျွန်တော်ဒီနှစ်ပွဲကန်ထားတယ်နှစ်ပွဲလုံးနိုင်ထားတယ်ရမှတ်6မှတ်ရထားတယ်အန်ဒိုရာတော့ကျွန်တော်နှစ်ပွဲကန်ပြီးနှစ်ပွဲရှုံးထားတဲ့အတွက်ရမှတ်တမတ်တော့တမတ်မှတော့မရထားဘူးเนาะဒါကြောင့်အင်္ဂလန်နေနဲ့ကဒီနေ့ပွဲကိုနိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဒီကပ်ဖလာချစ်စစ်ပွဲအောင်သွားပါဘောเนาะအုပ်စုပထမအဆင့်ကနေအောင်သွားဖို့အတွက်လုံးဝကိုတေချာတလောက်ရှိသွားပြီလို့ပြောလို့ရပြီပေါ့เนาะဒါကြောင့်ဒီနေ့နှစ်သိန်းပေါ့နော်စတီကြီးလေးပြောရမယ်နော်ဒီနေ့စတီကြီးလေးတော့ကျွန်တော်အင်္ဂလန်ဘက်ကနေကျွန်တော်မနက်ခင်းစတီကြီးကတော့3လုံးမိုင်းနဲ့90ဖွင့်တယ်ဘုံပေါင်းစိနေတော့ကျွန်တော်4လုံးသေးလောက်ထိတော့ဖွင့်တယ်ပေါ့နော်ကျွန်တော်ဒီနေ့ညနေပေါ့ညနေကြောင်ကျွန်တော်ကြီးပြောင်းသွားတယ်အင်္ဂလန်ဘက်ကကျွန်တော်4လုံးသေးဖွင့်ပြီးတော့ကိုပေါင်းစိကတော့4လုံး80ရှုံးဆိုပြီးဖွင့်ထားတယ်ပေါ့နော်ဒါကြောင့်ဒီနေ့ကျွန်တော်ဒီအင်္ဂလန်ပေးတဲ့ကြီးကမှန်လားမမှန်လားကျွန်တော်အနေနဲ့ကျွန်တော်ဟတ်တူဟတ်လေးနဲ့သွားပြီးတော့ကျွန်တော်သုံးသက်ချက်လေးကျွန်တော်တစ်ချက်ပြောပြဝေးပါမယ်ဗျကျွန်တော်ဒီဟတ်တူဟတ်နဲ့သွားမယ်ဆိုရင်တော့အန်ဒိုရာရဲ့ကွင်းမှာကျွန်တော်2021ကမ္ဘာဖလားချစ်စစ်ပွဲကန်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ကြီးပေါ့နော်ကြီးရဆိုရင်တော့ကျွန်တော်လေးလုံးမိုင်းနဲ့90ပေါ့နော်လေးလုံးမိုင်းနဲ့90ပေးထားပေမဲ့ကျွန်တော်ဒီကြီးအောင်ခဲ့လို့ပြောလို့ရတယ်ကျွန်တော် Z5 ဆိုတဲ့ရလနဲ့ကြီးအောင်ထားတယ်ပြီးရင်ကျွန်တော်ဒီအင်္ဂလိပ်အိမ်ကွင်းပေါ့အင်္ဂလိပ်မှာဆိုရင်ကျွန်တော်လေးလုံး50ရှုံးပေါ့နော်လေးလုံး50ရှုံးပေးခဲ့တယ်ဒါပေမဲ့ကြီးတော့မအောင်ခဲ့ဘူးပြ4စီရလက်နဲ့ကြီးကြခဲ့ပေါ့နော်ကျွန်တော်ဒီ2009 2008 2009မှာဆိုလဲအင်္ဂလန်နေနဲ့ကတစ်ချိန်ပဲကြီးအောင်ထားတယ်ပေါ့နော်ကျွန်တော်ထိတဲ့တွေးစုံမှုကျွန်တော်9ချိန်မှာဆိုရင်အင်္ဂလန်ကတော့2ချိန်ပဲကြီးအောင်ထားတယ်ဒါကြောင့်ဒီနေ့ဖွင့်လိုက်တဲ့ကြီးတန်းပေါ့နော်ကျွန်တော်ဈေးတန်းကတော့ကျွန်တော်ဒီအရင်ကဖွင့်လင်းခဲ့တဲ့ဈေးတန်းနဲ့တွားညီရလို့ပြောလို့ရတယ်ဈေးတန်းမှန်တယ်ပေါ့နော်ကျွန်တော်ခုလေးလုံးပလန်50ကိုပေါင်းဈေးလေးလုံးမိုင်းနဲ့50ဆိုပြီးဖွင့်လာတဲ့ဈေးတန်းတော့လုံးဝတော့မှန်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီအန်ဒိုရာအိမ်ကွင်းတော့ကျွန်တော်နောက်ဆုံး9ပွဲဆက်ပေါ့9ပွဲဆက်မှာဆိုရင်ကျွန်တော်ဒီကြီးအောင်ထားတဲ့ပွဲပဲရှိတယ်ကျွန်တော်4ပွဲဆက်လုံးဝရှုံးထားရပါတော့ဒါပေမဲ့ရှုံးထားတဲ့ပွဲစဉ်အကုန်လုံးကလည်းကျွန်တော်6အောက်ထားရပါတော့ကျွန်တော် Z1 Z1 2Z Z1 Z2 ဆိုပြီးတော့ရလက်နေနဲ့အောက်ထားရပါတော့ကျွန်တော်အင်္ဂလန်ရဲ့နောက်ဆုံး5ပွဲသွားကြည့်မယ်เนาะအင်္ဂလန်နောက်ဆုံး5ပွဲမှာဆိုရင်ကျွန်တော်ဒီ4ပွဲကကြီးအောင်ထားပြီးတစ်ပွဲပဲကြီးကြထားရပါเนาะကျွန်တော်အင်္ဂလန်နောက်ဆုံး5ပွဲမှာ6ပေါ်ထားတော့ကျွန်တော်ဒီ2ပွဲရှိရပါเนาะ3ပွဲတော့6အောက်ထားရပါเนาะအင်္ဂလန်เนี่ยနောက်ဆုံးဒီလူစင်းကျွန်တော်ဒီနီးပြတူချဲခုလက်ထက်ပေါ့เนาะနီးပြတူချဲလက်ထက်မှာဆိုရင်ဘယ်လူစင်းကိုဘယ်လိုချပြီးတော့ကျွန်တော်ဒီ format ပေါ့เนาะအတင်းရဲ့ format အရန်တော့ကောင်းနေလို့ကျွန်တော်ပြောလို့ရတယ်ပေါ့เนาะဒါကြောင့်အင်္ဂလန်နေနဲ့ကကျွန်တော်ဒီနေ့ထွက်လာမဲ့လူစင်းရဆိုရင်တော့အန်ဒိုရာကိုလုံးဝဂိုးပြတ်နိုင်မဲ့ဈေးတန်းကြီးကိုကျွန်တော်လုံးဝဖွင့်ထားသလိုတော့ထင်ရတယ်ဒါပေမဲ့ကျွန်တော်ညီကိုနေရတော့ body တော့မရင်းနှင်းသေးဘူးလို့ဒီနေ့ကျွန်တော်အမြင်ပေါ့เนาะကျွန်တော်မြင်ရဆိုရင်တော့ကျွန်တော်ဂိုးပေါင်းအပေါ်တော့ပိုကြိုက်တယ်ဘာကြောင့်ဆိုတော့ကျွန်တော်ဂိုးပေါ်တော့သွားနိုင်တယ် body အနေနဲ့ကလုံးဝစိတ်မချဘူးလို့ကျွန်တော်စိတ်မြင်ပေါ့เนาะထင်ပါရဲ့เนาะဒါကြောင့်ကျွန်တော်ဒီနေ့ရွေးချက်ပေးမဲ့ပွဲစဉ်လေးရတော့ကျွန်တော်ဒီအင်္ဂလန်နဲ့ဒီအန်ဒိုရာတို့ပွဲစဉ်မှာဆိုရင်ကျွန်တော်ဂိုးပေါင်းအပေါ်သွားမယ်လို့ကျွန်တော်အမြင်လေး3ရက်ချက်လေးကတော့ဒီကိုပေါင်းပေါ်ပူကြိုက်ပါရယ်เนาะအားပရိညီကိုရေเนาะကျွန်တော်ရဲ့ YouTube channel ကို like and subscribe လေးလုပ်ပေးထားပါအောင်เนาะကျွန်တော်ဒီ comment လေးမှာ Telegram channel လေးချပေးထားပါရယ်เนาะဒီ free tip channel လေးမှာဆိုရင်ကျွန်တော်ရဲ့တပွဲကောင်းလေးနေ့စဉ်နေ့တိုင်းကျွန်တော်တင်ပေးပါတယ်ကျွန်တော်ကိုယ်တိုင်ကစားတဲ့ပွဲစဉ်လေးတင်ပေးပါတယ်ဗျအားလုံးပဲဒီနေ့ရတယ်ကျွန်တော်အားလုံးပဲနှုတ်ဆက်လိုက်ပါတယ်ဗျ